တိုင်းတွေကိုလူရက်ပြီးလက်ဆက်တဲ့အလောင်းတွေကနေအကောင်းဆုံးအစိတ်ပိုင်းတွေကိုထွင်းထုပြီးပြည့်စုံတဲ့လူသားတစ်ယောက်ရဲ့အမြင်ကိုတိဆောက်ဖို့တေချာစွာချုပ်လုပ်ခဲ့ပါတယ်။ဒီမောင်မိုက်တဲ့ဆွဲလန်းမှုအတွင်းမှာသူဟာအဲလီဇဘက်ဆိုတဲ့လှပတဲ့မိန်းကလေးတစ်ယောက်ကိုချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့အဲလီဇဘက်ဟာသူ့ရဲ့ကြောက်စရာကောင်းတဲ့တွေးဆိုးနေတဲ့အလုပ်ကိုမတော်တဆတွေ့ရှိလိုက်တဲ့အချိန်မှာသူမနဲ့ဆက်ဆံရေးအားလုံးကိုအပီးတိုင်ဖြတ်တောက်ခဲ့ပါတယ်။နှလုံးသားကွဲအပ်မှုကြောင့်လုံးဝပျက်စီးသွားခဲ့ပြီးသိပ္ပံပညာရှင်ဟာအနေရရှိတဲ့ဆွဲလန်းမှုတစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ကြံရှိနေတဲ့ဘဝရည်ရွယ်ချက်ကသူ့ရဲ့မကောင်းဆိုးဝါးစမ်းသပ်ချက်ကိုလုံးဝအောင်မြင်အောင်လှုပ်ဆောင်ဖို့ပါပဲ။တညမှာကောင်းကင်မှာပြင်းထန်ပြီးကြောက်စရာကောင်းတဲ့မိုးကြိုးမုန်တိုင်းတစ်ခုတိုက်ခတ်နေချိန်မှာဟင်နရီဟာရုတ်တရက်မျှော်စင်ကိုရောက်ရှိလာပြီးသူ့ရဲ့စစ်မှန်ပြီးကြောက်စရာကောင်းတဲ့ရည်ရွယ်ချက်တွေကိုဖော်ထုတ်ခဲ့ပါတယ်။ဟင်နရီဟာတကယ်တော့ပြင်းထန်ပြီးကုသလို့မရတဲ့ယောဂတစ်ခုကြောင့်သေဆုံးနေခဲ့ပါတယ်။သူကသိပ္ပံပညာရှင်ကိုချော်ထွက်ပြီးသူ့ရဲ့ကြောက်စရာကောင်းတဲ့အခြေအနေကိုဖွင့်ဟပြလိုက်တယ်။ကျွန်တော်အုံနောက်ကိုအဲ့ဒီအစွမ်းထက်တဲ့ခန္ဓာကိုယ်အသစ်ထဲကိုထည့်လိုက်တယ်။ကျွန်တော်ထာဝရအသက်ရှင်ခြင်းနဲ့သိပ္ပံပညာရှင်ကလုံးဝထိတ်လန့်သွားတယ်။သူ့ရဲ့အကြီးကျယ်ဆုံးအခမ်းအနားဆုံးတီထွင်မှုကိုဒီလောဘကြီးတဲ့လက်နက်ရောင်းဝယ်သူစီလွှဲပြောင်းပေးဖို့လုံးဝညှင်းဆန်ခဲ့တယ်။လူနှစ်ယောက်ကြားမှာပြင်းထန်ပြီးတဲ့ရုန်းကန်မှုတစ်ခုဖြစ်ပွားခဲ့တယ်။လေးလံတဲ့ဆက်ရန်တရားတွေရဲ့အပေါ်မှာရှုပ်ထွေးတဲ့ဆွဲငင်အားတွင်မှာဟင်နရီရဲ့ခြေထောက်